အားလုံးပဲမင်္ဂလာပါ MPV ကနေကြိုဆိုပါရစေဒီနေ့ကတော့မန္တလေးကနေပတ်သိမ်ကိုမြက်မင်္ဂလာနဲ့တောင်းမှာဖြစ်ပါတယ်မြက်မင်္ဂလာကမန္တလေးပတ်သိမ်ခရီးစဉ်အပြင်မန္တလေးရန်ကုန်ခရီးစဉ်ကိုလည်းရှင်ထွက်ချိန်များစွာနဲ့ပြေးဆွဲနေတာဖြစ်လို့ဂိတ်မှာတော့ခရီးသည်တွေအများကြီးပါကျွန်တော်စီးရမယ့်ကားကညနေ9:00နာရီထွက်မှာဆိုတော့ဂိတ်ကို4:00နာရီခွဲမတိုင်ခင်ရောက်လာခဲ့ပါတယ်စီးရမယ့်ကားမျိုးစားကရှူထုံး ZK 6127HS ဖြစ်ပါတယ်ခုံနေရဲ့အနေထားကတော့ဘယ်ဘက်နှစ်ခုံညာဘက်နှစ်ခုံမှာခုံတွေကထိုင်ရတာအဆင်ပြေပြီးတန်ရှင်းတက်ရမှုလည်းရှိပါတယ်။ကားပေါ်မှာအစာပြေစားဖို့မုံရှည်တက်နဲ့တခြားလုံးလေးတွေကျွေးပါတယ်။ခရီးသည်တွေလိုအပ်တာကိုကူညီဝန်ဆောင်မှုပေးဖို့လည်းရှင်မဲလေးတွေပါပါတယ်။ဒီလိုဝန်ဆောင်မှုတွေနဲ့ကိုမှကားက3800မှာထုံးအားသွင်းမှုအသွင်းပေါက်လေးတွေလည်းပါပြီးတော့ Wi-Fi လည်းရပါတယ်။ကျွန်တော်တို့ကားစထွက်ပြီဆိုတော့နောက်ထွက်မဲ့ရန်ကုန်ကားတွေဂိတ်ရှိမှလာရက်ပါပြီ။ဒီမင်္ဂလာပတ်တယ်ဒီနေ့9:00နာရီဖေးစစ်တဲ့ရေဒီယိုမျိုးမှာရှာခံပြနေပတ်တိုင်းမျိုးတွေဆင်းလိုက်ပါလာကြတော့ဟင်းသားကနေရှင်လို့ဆိုများလို့ရှင်ဆက်ရချတာချင်းကိုယ်စံပါစေနဲ့ပြည့်စုံနိုင်ကြပြီးအချင်းမတို့စကားလုံးများများအစီအတာရတော့တောင်းမြင်ပါသေးကြောင်းမင်္ဂလာမိသားစုမှာစတောင်းနေတာပြတာပါရရှင် A few moments later ဘာပဲရှင်နေကြတော့ပြည့်စုံရဖြစ်ပါစေကြောင်းကျမတို့မင်္ဂလာမိသားစုမှာစတောင်းနေတာပြတာပါရရှင်Much later မင်္ဂလာရှိတဲ့ဒီလိုမျိုးပါရှင်ဒီလိုမျိုးကြည့်နေတာဆက်နေတော့ဒီကိစ္စဆက်ပြီးခေါ်တော့ဆိုင်မှာတော့ဒီလိုအကြမ်းဖက်ချက်တွေမှာ185ပါရှင်ဖမ်လီစားတာဆိုင်ကိုဆက်ရတော့မှလည်းဖြစ်တာရရှင်185ပါရှင်ဖမ်လီစားတာဆိုင်ကိုခေတ္တလို့ဆိုရင်များစက်ပါရပဒါတာလာနိုင်ရတယ်ရတာတော့ဆိုင်နိုင်ရတဲ့အချိန်ပြည့်တဲ့ဆိုင်ကရတာဒေတာလာဖြစ်ပါရဲ့ရှင်285မှာရေရနာစကန်က Family စားတော့ဆိုင်မှာနိုင်ဝက်ထမင်းစားနာပါတယ်။ည9:00နာရီကျော်လောက်မှာထမင်းစားနာတာဆိုတော့ပုံမှန်ညသာစားချိန်လောက်ပါပဲ။နိုင်ဝက်ထမင်းစားနာပြီးတော့ကားပြန်ထွက်ပါပြီ။ဒါကတော့ကားပေါ်မှာကျွေးတဲ့တခြားလောင်းလေးပါ။ကျန်တာတွေကတော့စားပြီးလို့ဒီတစ်လုံးမကြံပါပဲ။
မနက်2 နာရီကျော်လောက်မှာအမြန်လန်း0မှာရောက်ပါတယ်တိုးဂိတ်ကမဖွင့်သေးလို့ကားတက်ပြီးတော့စောင့်ရပါတယ်မနက်4 နာရီကျော်လောက်မှာတော့ရန်ကုန်ရောက်ပါပြီ။အောင်မင်္ဂလာအဝေးပြေးမှာဆင်းမဲ့ခရီးသည်တွေနဲ့တန်စာတွေကိုချပါတယ်။ကျွန်တော်တို့တကုံးအေးရအဝေးပြေးကိုဆက်ထွက်ပါတယ်။မန္တလေးကနေလိုင်သားရတကုံးအေးရအဝေးပြေးထီလဲလိုက်လို့ရပါတယ်။တကုံအေးရဝေးပြေးမှာဆင်းမဲ့ခရီးသည်တွေဆင်းပြီးတော့ပသိမ်ကိုလိုက်မဲ့ခရီးသည်တွေထပ်ပြီးတက်ပါတယ်တကုံအေးရအဝေးပြေးကစာထွက်တာနဲ့လမ်းဆင်းခရီးသည်တွေပါတဲ့အတွက်ပသိမ်မရောက်ခင်ကြားမြို့လေးတွေနဲ့ရွာတွေမှာမကြာခဏဆိုသလိုကားရက်ရပါတယ်ကျော်မော်ဒေတာကကျွန်တော်တို့သွားနေရဒေတာမဟုတ်တော့လမ်းဘေးဝဲရရှုခင်းတွေရောလူနေမှုပုံစံတွေကပါမျက်စိတက်ဆောင်နေမောစရာဖြစ်နေပါတယ်ဟုတ်ပါလေ
လမ်းတစ်လျှောက်အချို့နေရာတွေမှာလည်းလမ်းပြင်နေတာတွေလမ်းချနေတာရှိတဲ့အတွက်ကားကိုဖြစ်မောင်းရပါတယ် နေပြီးတော့ကဘာလုံးမှာတော့ဆိုင်ကနေနော်ရလာနေတော့တော့ဆိုင်ကချောက်ပါလိမ့်ဂျာရီနော် ပြောရမော်ရဲ့အပွား နေခွဲပြီးပါတော့ 对吧？冲的楼的，忙死了，没命了。 ကျောင်းကုန်းကျောင်းကုန်းတို့ကျောင်းပါတော့နော် က
နက်10 နာရီကျော်လောက်မှာတော့ပတ်သိမ်ကိုရောက်ပါပြီမန္တလေးကနေပတ်သိမ်ထီလမ်းမှာစစ်စေးရေးဂိတ်တွေရှိပါတယ်မှတ်ပုံနဲ့မူရင်းပါရင်တွားလို့အဆင်ပြေပါတယ်ကားလက်မှတ်မဝယ်ခင်တော့ဂိတ်မှာကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်ဘယ်လောက်မြင်ကောင်းဆိုတာကိုပြောပြီးတော့လမ်းမှာစောင့်ရရှောင်ရလေးတွေကြိုးပြီးမေးစေချင်ပါတယ်မျက်မြင်ကလာကမန္တလေးပတ်သိမ်ခရီးစဉ်ကိုဆွဲတာမကြသေးပေမဲ့ပေးရတဲ့ကားကရောရတဲ့ဝန်ဆောင်မှုကရောတင့်ပြီးအဆင်ပြေပါတယ်ရှင်းမလေးကလည်းကျွန်တော်မုံဝေယုံ announcement ရွတ်ရုံမဟုတ်ပဲ service တေချာလေးပေးပါတယ်တခုံချင်းစီ wifi လေးတွေလိုက်ချိတ်ပေးတယ်ပြီးတော့ခုံတွေလည်းထိုင်ရတာအဆင်ပြေအောင်လုပ်ပေးတယ်ပေါ့နော်။ခေါင်းမူတတ်တဲ့ခရီးသည်တွေကိုလည်းစေးတိုက်တယ်။နောက်ကျွတ်အိတ်လေးတွေလိုက်ပေးပါတယ်။လမ်းဆင်းခရီးသည်တွေပါတဲ့အတွက်ခရီးသည်တွေလမ်းဆင်းတော့မယ်ဆိုလဲကားပေါ်ကနေသင်းတို့အဆင်ပြေတဲ့နေရာထိခရီးတစ်ဆိုင်လိုက်လုပ်ပေးပါတယ်။ကျွန်တော်အတွက်တော့စီးရတဲ့ကားအမျိုးအစားရောဝန်ဆောင်မှုရောအဆင်ပြေပါတယ်။မန္တလေးကနေရန်ကုန်ပတ်သိမ်ကိုခရီးသွားဖို့ရှိရင်မျက်မြင်ကလာကိုတစ်ခေါက်လောက်စီးကြည့်လေကြပါတယ်။ပေးရတဲ့စီးနဲ့ရတဲ့ဝန်ဆောင်မှုကတန်နေဆိုတာကိုခံစားမိပါလိမ့်မယ်။မျက်မြင်ကလာစီးဘူးတဲ့မိတ်ဆွေတွေရောစီးရတာအဆင်ပြေရဲ့လား။မိတ်ဆွေတို့တခြား line နဲ့ရှင်ရောဘယ်လိုအခြေအနေရှိတယ်ဆိုတာ comment မှာဆွေးနွေးသွားလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်